မေဖေဖေပဲသွားတာလဲသမီးမွေးတာအတုံးမကြဘူးငါတို့ဆက်မကြွေးနိုင်တော့ဘူးအမေဘာဖြစ်လို့လဲဟုတ်တယ်သူတို့ငါတို့ကိုတကယ်ဖြစ်သွားပြီနေ့သမီးကိုခေါ်ပြီးအခုချက်ချင်းလိတ်လို့လှိမ့်ဆင်းသွားတော့အမေအဖွာညိုညိုမကြောက်ဘူးနော်ဝမ်ဝမ်တို့၄ရက်လုံးလုံးထွက်ပြေးသွားကြပြီနင်တို့နှစ်ယောက်လဲအခုချက်ချင်းလစ်တော့အမေဒါကသမီးရဲ့အိမ်လဲဖြစ်တယ်လေနင်ကတားမွေးမပေးနိုင်ရင်ကြောက်မိသားစုဝင်မဟုတ်ဘူးသမီးမွေးတာအမှားလားသမီးလေးကိုတန်ဖိုးရှိရှိရှင်းတန်နိုင်အောင်ငါအစွမ်းကုန်ကြိုးစားမှာအမေသမီးတို့ပဲသွားကြမလဲအမေကသမီးလေးကိုနှွေးထွေးတဲ့နေရာတစ်ခုစီခေါ်သွားမှာပါသမီးလေးကိုခေါ်ပြီးလူရဝင်အောင်ကိုရှင်းတန်ပြရမယ်ပတ်စံက၈ချက်နဲ့၆မှုပဲကြံတော့တယ်အမေစောစောကမိရထားပူတာယုံကဝန်တုံဟင်းချိုကမှုေးနေတာပဲနော်အမေကအဲ့ဒီဝန်တုံထက်ပုံမွေးတဲ့ခောက်ဆွဲလှုပ်ကျွေးမယ်နော်ဒါပေမဲ့အမေသမီးတို့မှာအိမ်မရှိတော့ဘူးလေပစ္စည်းလဲအစ်စ်မှန်ဖြစ်ရမယ်ဖောက်တေဟောင်းတွေကကိုယ့်အသက်ပဲပစ္စည်းလဲအစ်စ်မှန်ဖြစ်ရမယ်ဖောက်တေဟောင်းတွေကကိုယ့်အသက်ပဲအမေကမွေးကြိုင်နေတဲ့ခောက်ဆွဲတွေရောင်းပြီးသမီးလေးအတွက်အိမ်တစ်လုံးရှာပေးမယ်ဈေးဆိုင်လေးပဲဖွင့်ရဆက်ပြီးရှင်တန်ရမယ်နင့်ကိုဒီမှာဘသူကဈေးရောက်ခိုင်းလို့လဲရဲဘော်ရဲ့သမီးလေးအတွက်ဟင်းချိုပူပူလေးတစ်ခွက်လောက်ပဲချက်ပေးတာပါတကူတော့လုပ်ငန်းလိုင်စင်မရှိရင်ဒါကတရားမဝင်ဈေးရောက်တာပဲဒီဒေတာခံအိမ်အောင်စုစရင်မရှိရင်အာမခံပေးမဲ့သူရှာမရဘူးရဲဘော်ရဲ့ကူညီပါဦးသမီးတကယ်ကိုနီးလန်းမရှိတော့လို့ပါကလေးကလည်းဖျားနေလို့ပါစီကန်းကတော့စီကန်းပဲလေနောက်တစ်ယောက်သမီးဒီမှာပဲရက်ပြီးစောင့်နေမယ်ရှင်တို့ကူညီပေးတဲ့အထိစောင့်မယ်လေးချက်နဲ့လေးမှုပဲကျန်တော့တယ်ဘယ်နှရက်မှခံမှာမဟုတ်ဘူးညနေရုံစင်းတဲ့အထိစောင့်လဲအလကားပဲသွားတော့ရဲဘော်ရဲ့တကယ်ပဲဘာနီးလန်းမှမရှိတော့ဘူးလားကြောက်မိသားစုစီပြန်သွားပြီးဒူးထောက်အရှုံးပေးရတော့မှာလားအဲ့ဒီစက်ကူပုံမှာဗာရေးထားတာလဲယာယီဈေးဆိုင်ကန်းတွေကိုလစာထုတ်ပေးဖို့ဆောင်ရွက်နေသည်ရက်ကွက်လူကြီးအရာရှိကျိုးတယ်မင်းလက်မှတ်ထိုးရင်ဆောင်ရွက်နိုင်သည်သူ့ကိုရှာတွေ့ရင်တော့ကဲတင်ရှင်ပဲရုံစင်းပြီးမနှက်ဖြန်မှပြန်လာခဲ့အမေသမီးပိုက်မစားပါဘူးဘိုက်ထဲကတချင်းစုံနေတာတင်ပါညိုညိုလေးလိမ့်ပါတယ်အမေသမီးလေးလက်ကိုနှွေးအောင်လုပ်ပေးမယ်နော်အမေမနှက်ဖြန်ကြရင်သမီးတို့လိုင်စင်ရပြီလားဟုတ်တယ်မနှက်ဖြန်ကြရင်အမေလိုင်စင်ရအောင်တေချာပေါက်လုပ်မှာပါလေးချက်နဲ့လေးမှုဆိုရင်ဂျုံမုံနှစ်ပိတ်တာနဲ့ရင်းချက်သွံမြိတ်အနှဲငယ်ပဲဝယ်လို့ရမယ်အောင်မြင်မှုနဲ့ကြာရှုံးမှုကဒီခောက်ဆွဲတစ်ပကံပုံမှာပဲမူတည်နေတယ်အမေပတ်စံကနည်းနည်းလေးရဲ့ပတ်စံနေတာမကြောက်ပါဘူးအမေကလက်ရကောင်းတယ်လေအမေလုပ်တဲ့ခောက်ဆွဲကကဘာပေါ်မှာအကောင်းဆုံးပဲသမီးလေးကိုတေချာပေါက်ပိုက်ဝအောင်ကျွေးရမယ်မနှက်ဖြန်ရက်ွက်ရုံကအရာရှိကျိုးစီသွားပြီးအကူအညီတောင်းရမယ်သူကဘာဖြစ်လို့မသိတဲ့သူတယောက်ကိုကူညီရမှာလဲအမေအပြင်မှာလေတွေတအားတိုက်နေတယ်ဒူးကျိုးတော့ပါစေဦးတော့အဲ့ဒီလိုင်စင်ရအောင်တေချာပေါက်တောင်းမှမှာသမီးမွေးတာအတုံးမကျဘူးလို့ပြောကြတယ်မလားငါကတော့နင်တို့မြင်အောင်ရှင်းတန်ပြရမယ်ငါတို့အိမ်ကအဖိုးကြီးကျိုးစီကူညီလာတောင်းတဲ့သူတွေနောက်နေ့အထိတန်းစီနေတာသမီးဘာမှမတောင်းဆိုပါဘူးဒီခောက်ဆွဲလေးတစ်လုံးလောက်ပဲမြည်စမ်းပေးပါနင်ကဘသူမို့လို့လဲခောက်ဆွဲတစ်ခွက်နဲ့နောက်ပေါက်ကနေဝင်ချင်နေတာလားမကောင်းရင်သမီးချက်ချင်းလှည့်ပြန်သွားပါမယ်ဒီဟင်းချိုလက်ရကနင်အရင်ကဆိုင်ဖွင့်ဘူးလို့လားမဖွင့်ဘူးပါဘူးအိမ်မှာပဲကလေးတွေချက်ကျွေးခဲ့တာနှစ်အတော်ကြာပါပြီဒါဆိုနင်အဖိုးကြီးကျိုးကိုဘာကိစ္စနဲ့ရှာတာလဲယောက်ျားကလည်းထွက်ပြေးသွားတယ်ယောက်ခမကလည်းအိမ်ပေါ်ကနှင်ချလို့သမီးလေးကိုကျွေးမွေးဖို့ခောက်ဆွဲဆိုင်လေးပဲဖွင့်ချင်တာပါကလေးကအသက်ဘယ်လောက်ရှိပြီလဲ၄နှစ်ပါဘာကိစ္စရှိလို့လဲရှင်ဒီကလေးမလေးကိုကူညီလိုက်ပါကလေးကတနာစရာလေးယာယီဈေးဆိုင်ခန်းလိုက်စင်နေ့မှာပုံသေးဆိုင်ခန်းရှိရဲ့လားဘွိုင်လာခန်းဘေးနားကနေရာလွတ်ပါလမ်းလည်းမပိတ်ဘူးလူတွေကိုလည်းမနှောက်ယှက်ပါဘူးငါလက်မှတ်ထိုးပေးလိုက်ရင်ငါကအာမခံသူဖြစ်သွားပြီပြဿနာတက်ရင်ငါမှတာဝန်ရှိတယ်နော်အရာရှိကျိုးသမီးရှင်တို့ကိုဒုက္ခမပေးပါဘူးစီကံ၃ချက်ရှိတယ်လမ်းမပိတ်ရဘူးညစ်ပတ်အောင်မလုပ်ရဘူးအခွန်ကိုလအလိုက်ပုံမှန်ဆောင်ရမည်သမီးမမိပါပြီကျေးဇူးတင်ပါတယ်အရာရှိကျိုးအမေခောက်ဆွဲလာစားတဲ့သူတွေအများကြီးရှိလာမှာလားရှိလာမှာပေါ့အမေခောက်ဆွဲကဒီလောက်မွေးတာပဲဘာဖြစ်လို့လူတယောက်မှမရှိတာလဲအမေမောက်တောင်မောင်နေပြီးလူတွေပဲရောက်ကုန်တာလဲနေရာကလူသူပြက်လွတ်လုံးလို့ပါမနှက်ဖြန်ကြရင်အဆင်ပြေသွားမှာပါအမေမနှက်ဖြန်ကြရင်လူတွေတေချာပေါက်လာမှာပါတပံကန်ကိုနှမှုခွဲပဲဆိုတော့ပထမဆုံးလာမီးစမ်းတဲ့သူရှိလာမှာပါအမကြီးခောက်ဆွဲကြံသေးလားတစ်ခွက်လောက်ပေးပါဦးရှိတယ်ထိုင်ပါဦးအခုချက်ချင်းပြုတ်ပေးမယ်နော်ဦးသမီးအမေလုပ်တဲ့ခောက်ဆွဲကတအားစားလို့ကောင်းတာနော်အမကြီးဒီဟင်းချိုကအယိုးမြစ်တွေနဲ့ချက်ထားတာမလားဟုတ်တယ်အကိုကြီးကြိုက်ရင်နောက်တစ်ခွက်ထပ်တောက်ပါဟင်းချိုအဝတောက်လို့ရတယ်မနှက်ဖြန်ကြရင်သမီးရဲ့အလုပ်သမားအပေါင်းအသင်းတွေကိုခေါ်လာခဲ့မယ်တကယ်လားအမကြီးမနှက်ဖြန်ကြရင်ခောက်ဆွဲတွေအများကြီးပို့ပြင်ထားလိုက်တော့တနေ့လုံးမှ4000ပဲရောင်းရသေးတယ်အမေဧည့်သည်ဦးကမနှက်ဖြန်လူတွေခေါ်လာမယ်တဲ့လေခောက်ဆွဲမုံတွေကိုမနှက်ဖြန်အတွက်ခြံထားလိုက်ဒီညတော့ငါခောက်ဆွဲကြုံတွေအများကြီးပို့ပြင်ထားလိုက်မယ်အမကြီးသမီးအလုပ်သမားတွေခေါ်လာပြီးပြုတ်ခဏလေးတော့အခုချက်ချင်းရပါပြီဦးတို့ဖြည်းဖြည်းစားပါဟင်းချိုလဲထပ်ဖြည့်လို့ရတယ်နော်အဖိုးကြီးရှိုးနေ့ရဲ့ပေါက်စီဆိုင်ကတော့နားရတော့မယ်ထင်တယ်အိုးအခွက်3ဆက်ကြော်သွားပြီးခဲ့တဲ့ရက်တွေကထပ်ပိုများတယ်အဖိုးကြီးမြည်စမ်းကြည့်ပါပတ်စံမပေးရပါဘူးငါအလကားမစားပါဘူးနင်းပတ်စံရှာရတာမလွယ်ဘူးလေသမီးကိုအဖိုးကြီးကမိဖို့ငါတော့ကလည်းပတ်စံမယူခဲ့ဘူးပဲဥစ္စာအမေဒီနေ့ပတ်စံတွေအများကြီးပဲနော်ကားမောင်းနဲ့အကိုကြီးကအပေါင်းအသင်းတွေခေါ်လာတယ်
အဲ့ဒီအပေါင်းအသင်းတွေကလည်းသူတို့တငယ်ချင်းတွေကိုထပ်ခေါ်လာကြတယ်ဖောက်တဲ့ဟောင်းတွေကကိုယ့်အသက်ပဲအဖွားကြီးပြောတာမှန်တယ်သမီးအမေရဲ့ခောက်ဆွဲကကဘာပေါ်မှာအကောင်းဆုံးပဲဒီစည်းနှုံးအတိုင်းဟင်းချိုပူပူလေးတောက်ရတာပဲကောင်းတာပေါ့ဘသူကပေါက်စီ6ကက်ကက်ကြီးကိုကိုက်ချင်တော့မှလဲဒီလမ်းပေါ်မှာမိမတွေဈေးရောက်တဲ့စီကံမရှိဘူးစောစောစီးစီးလစ်လိုက်တော့သမီးမှာဆိုင်ကန်းလိုင်စင်ရှိတဲ့အရာရှိကျိုးကိုယ်တိုင်လက်မှတ်ထိုးပေးထားတာနင်ကအဲ့ဒီစက်ကူစုပ်လေးကိုအာကိုပြီးကောင်းကင်မြင်မှန်းမြေကြီးနေမှန်းမသိဖြစ်မနေနဲ့ဦးလေးရှူသမီးကသမီးခောက်ဆွဲသမီးရောက်တာဦးလေးကိုဘာမှမနှောက်ယှက်ပါဘူးရတယ်နင်စောင့်ကြည့်လိုက်အဲ့ဒီမိမကငါတို့ရဲ့စီးပွားရေးကိုလူသွားပြီဆိုင်လေးဆိုင်ပေါင်းပြီးနင့်ကိုလမ်းပိတ်ဈေးရောက်တဲ့မိခိုးတွေနဲ့လူတွေကိုနှောက်ယှက်တယ်ဆိုပြီးတိုင်ထားတယ်သမီးကရာဘာတောထဲမှာပဲရောင်းတာဘယ်နေရာမှာလမ်းပိတ်လို့လဲရက်တစ်ပတ်9ရက်အတွင်းပြုပြင်ရမယ်ကာကွယ်ရေးအကာအကွယ်တွေတက်ဆင်ရမယ်ဆိုင်ကန်းဧရိယာကိုတဝက်အထိရှော့ချရမယ်ဒါမှမဟုတ်ရင်ယာယီဆိုင်ကန်းလိုင်စင်ကိုတိုက်ရိုက်ပဲဖြစ်မယ်အိုးတစ်လုံးပဲချပြီးရောင်းရတော့မယ်စီးပွားရေးကတော့အရင်တိုင်းပြန်ဖြစ်သွားပြီနင့်ကိုစောစောကလေးကပြောတာပဲစောစောစီးစီးလစ်တော့လို့ဦးလေးရှူတကယ်ပဲအသက်ရှင်စရာလမ်းမရှိအောင်ထိရက်ဆက်ရတာလားဒီလမ်းရဲ့စီကံကိုငါကတတ်မှတ်တာဒါမှမဟုတ်ရင်ငါကမနက်ပိုင်းရောက်မယ်နင်ကညနေပိုင်းရောက်ငါတို့ကိုဘာမှမထိခိုက်တော့ဘူးပေါ့နင်လိုအပြင်ကလာတဲ့မိမတယောက်ကဝင်လူလို့ရမလားအခုချက်ချင်းလစ်တော့ညှိနှိုင်းမှုပြပြသွားပြီဆိုတော့ကိုလန်းကိုရှာယုံပဲရှိတော့တယ်ငါကတော့ဒီလမ်းပေါ်မှာတေချာပေါက်အမြင့်တွေအောင်ရှင်တန်ပြမယ်မနက်စောကြီး3နာရီခွဲလူတယောက်ကစီးအောင်လို့တေသွားတယ်ဆိုတာမရှိပါဘူးဘာဖြစ်လို့မရှင်တန်နိုင်ရမှာလဲအမကြီးတကယ်ဈေးထွက်တာပဲနော်အေးခဲနေတာပဲအကိုကြီးခဏဆောင်ပါအိုးဦးဆုံးဟင်းချိုကအပြင်းဆုံးပဲဒီလိုချမ်းအေးတဲ့နေ့မှာဒီဟင်းချိုပူပူလေးတစ်ခွက်ကအသက်ကယ်တာပဲ9နာရီထိုးပြီးတင်ရတော့မယ်ဟင်းချိုတစ်ဆက်တောင်မကြံဘူးဘသူကမျိုးပြလှပကိုထိခိုက်တယ်လို့ပြောမလဲ9ရက်စီကန်းဆိုတော့ငါကအချိန်ပိုင်းခြားကို3မိနစ်ကိုအသေးသက်မှာဒီကောင်မလေးကတနေ့ထက်တနေ့ပိုစောလာတယ်ဦးလေးတို့ဟင်းချိုမလောက်ရင်ကို့ဘာသာကိုထပ်ထည့်လိုက်နော်9ရက်မြောက်နေ့ရှိပြီးခွက်100လောက်တော့ရှိမယ်ထင်တယ်အဖိုးကြီး100နှစ်ခွက်ပါတမက်ရက်အတွင်းပြုပြင်မှုတွေကိုလာပြီးစစ်ဆေးတာပါရဲဘော်ရေးကြည့်ပါဦးလမ်းလည်းမပိတ်ဘူးမိကိုလည်းမရှိဘူးလူစီကားတဲ့အချိန်ကိုလည်းရှောင်ထားတယ်တန်ရှင်းရေးလည်းစနစ်တကျလုပ်ထားတယ်ပြုပြင်ပြောင်းလဲရေးအမိန့်ကိုရုပ်သိမ်းပေးလိုက်ပါတယ်ဒီအတိုင်းဆက်ထိန်ထားပါနော်ကျေးဇူးတင်ပါတယ်ရဲဘော်သမီးစီကန်းကိုတေချာပေါက်လိုက်နာပါမယ်နင်ကစိတ်တက်ကောင်းတဲ့ရဲဘော်တယောက်ပဲသမီးရဲ့ဆိုင်ကန်းလေးကိုထိမ့်သိမ့်နိုင်ခဲ့ပြီအိုးဒါကအပိတ်ခံရလို့တိမ့်နေတာလားဦးလေးရှူသမီးဒီနေ့အတွက်ခွက်100ကုန်သွားလို့ပါကုန်သွားပြီဟုတ်လားအခုမှမနက်9နာရီပဲရှိသေးတာကိုအရာရှိမောင်ကစောစောကတင်လာသွားတယ်ပြုပြင်ပြောင်းလဲရေးအမိန့်ကိုလည်းရုပ်သိမ်းသွားပြီနင်ငါ့ကိုလှည့်ကွက်တွေတုံးနေတာပဲဦးလေးကမနက်ပိုင်းရောက်တာပဲသမီးကဦးလေးရဲ့စီးပွားရေးကိုမလူပါဘူးဒီကိစ္စကဒီတင်မပြီးသေးဘူးအမေဒီနေ့ပတ်စံတွေအများကြီးပဲနော်ညိုလေးအမေကိုပတ်စံတူတူရေးပေးမလားဟုတ်တစ်နှစ်3တလကို300ကျော်တောင်စုမိနေပြီညိုလေးအမေသမီးအတွက်ဝယ်ပေးတာတအားချိုတာပဲအမေသမီးတို့နောင်ပွင့်ရင်နေတိုင်းစားလို့ရမလားဟုတ်တယ်နောင်ပွင့်ရင်နေတိုင်းစားကြမယ်နော်အိမ်ကောင်းကောင်းတစ်လုံးလောက်ငှားရတော့မယ်နောက်ဆုံးတော့လေတံမိုးတံခံနိုင်တဲ့နေရာလေးတစ်ခုရခဲ့ပြီအမေဒီကုတင်ကြီးကတအားအီတာပဲနော်ကတဲ့အတစ်ကြီးကတအားအီပြီးနေလို့ကောင်းတာပဲဘွိုင်လာခန်းထဲကထက်အများကြီးပုံနှွေးထွေးတယ်ညိုလေးဖြည်းဖြည်းလှုပ်အောင်တော့ပြုတ်ကြအောင်မယ်အိမ်ရှင်ကတောင်ပိုင်းကိုသွားလို့ဒီဗီယိုကြီးကိုနေ့အတွက်ခြံထားခဲ့တာအဖိုးကြီးဝန်ကူညီပေးလို့ကျေးဇူးတင်ပါတယ်နော်ထောက်နာလေးမှာဒီဗီယိုကြီးကိုအဝင်ခွင်ကြထားလို့ရသွားပြီ15ချက်ဆိုတော့မတင်ပါဘူးတကားလဲတော့ခတ်လို့ရတော့လုံခြုံတာပေါ့လိုက်ကနေလေးချိတ်လိုက်တော့အိမ်တစ်လုံးဖြစ်သွားပြီအဖိုးကြီးကြည့်ပါဦးအမေသမီးအတွက်ဝယ်ပေးတဲ့အင်ကြီးအစ်စ်လေးငါတို့ရဲ့ညိုလေးကတော့တအားလာတာပဲဒီကောင်မလေးကနှစ်လိုပဲအသက်ပြင်းတဲ့ကောင်မလေးပဲနောက်ပွင့်ရင်အမေသမီးလေးအတွက်အင်ကြီးအလှတွေအများကြီးပို့ဝယ်ပေးမယ်နော်ဘဝကတော့လင်းလက်တောက်ပလာပြီဆရာကြီးကြီးကတော့လက်တော့လိုက်တာခောက်ဆွဲသည်အမကြီးဒီစင်ကတော့တေချာပေါက်ခံခန့်စေရမယ်ဆရာကြီးလီဒီပတ်စံကိုတော့တေချာပေါက်ယူရမယ်နော်ခောက်ဆွဲသည်အမကြီးကလူမှန်ပဲပတ်စံမယူပါဘူးချောင်ကျန်းရီငါနင့်ကလေးကိုကူကြည့်ပေးမယ်လေအန်တီကျန်းရီအန်တီကိုထပ်ပြီးဒုက္ခပေးရအောင်မယ်သွားစို့ညိုလေးသမီးတို့အိမ်ပြန်ရအောင်ဒီလအတွက်စရင်တွေကိုတွေ့ရတော့မယ်အိမ်နီးနားချင်းတွေကူညီတာကတန်ရောစင်ကြောင့်ပဲစီးပွားရေးကတော့ကိုယ့်ဘာသာကိုတေချာတွက်ချက်ရမယ်ဒီလမှာအယိုးမြစ်ဝဲတာပတ်စံလေး10ကျော်ပိုကုန်သွားတယ်အေးအကိုကြီးဆုံးအယိုးမြစ်ကဘာဖြစ်လို့လေးမှုခွဲအထိတက်သွားတာလဲဟိုသားထုတ်လို့ရင်စက်ယုံကဈေးနှုန်းတွေတက်သွားလို့လားသူတေချာပေါက်ငါ့ကိုတခုခုဖုံးကွယ်ထားတာပဲနေ့ဘာသာနေမဲ့ကြည့်လိုက်တော့ရတယ်သမီးတီးပြီးဒါကဘာအတိတ်ပဲလဲတယောက်ကလာပြီးတတိပေးထားလို့ပါအားနာပါတယ်နော်ဘသူကနောက်ွယ်ကနေမောက်မာနေတာလဲစစ်တီလာရင်စစ်သူကြီးနဲ့တားမယ်ရေးလာရင်မြေကြီးနဲ့ပိတ်မယ်ဘသူမိမကစီးပွားရေးတော်တော်ဖြစ်ထွန်းနေတာလဲကြောက်စီရှင်သူဘလို့လှုပ်ရှားတွေ့သွားတာလဲရှောင်းချမ်းငါတို့တေချာစကားပြောရအောင်မိမရေငါ့ကိုလည်းခောက်ဆွဲတစ်ခွက်လောက်ပေးပါဦးရှစ်လို၄ယောက်ျားမျိုးသမီးမှမရှိဘူးအခုချက်ချင်းသွားတော့ရှောင်းချမ်းသမီးအပြင်မှာအကျွေးတွေတင်နေလို့ပါ900လောက်ချေးပါဦးစီးပွားရေးလက်ပတ်ဖို့ပါရှင့်ကိုသမီးမသိဘူးသမီးစီးပွားရေးလုပ်နေတာကိုလာမနှောက်ယှက်ပါနဲ့နေငါ့ကိုဒီတစ်ချိန်လောက်ကူညီပါနောင်ကြရင်နေနဲ့အတူဘဝကိုတေချာဖြတ်တန်းပါမယ်လို့ကတိပေးတယ်
ရှင်ပတ်စံတွေတဲပြီးထွက်ပြေးသွားကြတဲ့ကဘဝဆိုတာကုံဆုံးသွားခဲ့ပြီလင်းဆောင်ကျန်းနေငါ့ကိုမျက်နှာသာပေးတော့ယူဆန်းအမေကြောက်စီရှင်ယူမနေနဲ့တော့ရှင်ယောက်ျားတယောက်ဟုတ်ကောဟုတ်ရဲ့လားဖဲစမ်းဖဲကြဘသူမှငါ့ကိုမတားနဲ့သူကငါမိမပဲနောက်တစ်ခါထက်လက်ပါရင်တမီးရဲတိုင်မှာနော်ယုံလားနေရှာထားတဲ့ပတ်စံပြတိုင်းမှာဥပဒေအရာငါမှာတဝက်စီအခွင့်အရေးရှိတယ်ရှင်အိမ်မက်နေလိုက်စောင့်နေလိုက်ငါတို့တရားရုံးမှာတွေ့ကြတာပေါ့အမေဖေကလူဆိုးကြီးနော်မကြောက်နဲ့နော်တမီးလေးသူနောက်တစ်ခါမလာရဲတော့ပါဘူးအင်းချိုတအိုးလုံးတုံပစ်လိုက်ရတဲ့တမနက်ခင်းလုံးရှာထားတဲ့စီးပွားရေးပျက်စီးကုန်ပြီခောက်ဆွဲသည့်အမကြီးအဲ့ဒီလူကတကယ်ပဲအမကြီးရဲ့ယောက်ျားလားထွက်ပြေးသွားတာအီးတော်ကြပြီဖြစ်တဲ့လူကတမီးရဲ့ယောက်ျားဟုတ်ပါဦးမလားသူနောက်တစ်ခါထက်လာရင်တမီးတို့ညီကိုတွေကိုသာလှမ်းអော်လိုက်အကိုကြီးတို့ရဲ့တကယ်ကိုကျေးဇူးတင်ပါတယ်ဥပဒေအရသူ့မှာတဝက်ရှိတယ်တဲ့လင်းချောင်ကျန်းနေတို့ကတရားဝင်လင်မယားတွေဖြစ်နေသေးတယ်လေသူပတ်စံတွေယူပြီးထွက်ပြေးတော့ကောဒီစကလုံးလေးလုံးကိုစဉ်းစားခဲ့ရလားစီရှင်းကသာတရားရုံးမှာနင့်ကိုသွားတိုင်ရင်နင့်ပတ်စံတပြားမှရမှာမဟုတ်ဘူးသူတိုင်ရဲရင်သွားတိုင်ခိုင်းလိုက်ဒီဆိုင်ကန်းကောဒီဆိုင်ဘုတ်ကောဥပဒေအရတဝက်ကစီရှင်းပိုင်တယ်လေရှင်သမီးကိုအိမ်မော်ကနှင်းချတော့ကဘာဖြစ်လို့ဥပဒေအကြောင်းမပြောခဲ့တာလဲဒါကနင်တို့လင်မယားနှစ်ယောက်ကိစ္စပဲငါနဲ့ဘာမှမဆိုင်ဘူးအခုချက်ချင်းစီရှင်းကိုပတ်စံ900ပေးလိုက်ဒါဆိုအားလုံးအေးစစ်စစ်ဖြစ်သွားမယ်ဥပဒေအရဘလို့တွက်ချက်လဲဆိုတာသမီးတေချာတိအောင်လုပ်ရမယ်ဒီနေ့ဆိုင်သိမ့်ပြီးရင်သမီးမျိုးသမီးအဖွဲ့ချုပ်စီတွားရမယ်ရှင်းနေငါဖို့ပတ်စံတော်သမီးမှမရှိဘူးလေအရင်ဆုံးတေချာမေးမြန်းပြီးမှနီးလန်းရှာရမယ်အိမ်တော်ရေးတည်မြဲနေစဉ်အတွင်းရရှိတဲ့ဝင်ငွေကပူးတွဲပိုင်ဆိုင်မှုဖြစ်တယ်တစ်ဖက်လူမှကြီးလေးတဲ့အမှားယွင်းရှိကြောင်းတက်သေးမပြနိုင်ရင်ပေါ့သူသားမယားကိုပြစ်ပယ်ပြီးထွက်ပြေးတာကကြီးလေးတဲ့အမှားယွင်းမဟုတ်ဘူးလားဟုတ်ပါတယ်ဒါကတက်သေးရှိရင်ကွာရှင်းဖို့တရားစွဲလို့ရတယ်ပထမဆုံးအကြိမ်တရားစွဲရင်တော့ကွာရှင်းခွင့်မရနိုင်တာများတယ်အနည်းဆုံးတော့6လလောက်ကြာလိမ့်မယ်သမီးမွေးတာအသုံးမကျဘူးငါတို့ဆက်မကြွေးနိုင်တော့ဘူးဒါကတက်သေးပဲတနေ့နေ့ကျရင်တေချာပေါက်အသုံးဝင်လာမှာပါအခုတော့တရားစွဲဖို့ပတ်စံကောအချိန်ကောမရှိသေးဘူးအရင်ဆုံးစီးပွားရေးကိုတည်ငြိမ်အောင်လုပ်ရမယ်အင်အားလုံးလောက်ရှိလာမှာပဲသူနဲ့စရင်ရှင်းမယ်ခောက်ဆွဲသည်အမကြီးသမီးအမကြီးနဲ့အတူအလုပ်လုပ်လို့ရမလားနင်ကဘသူလဲသမီးဒီမှာရှိမှန်းဘလို့သိတာလဲသမီးကအလုပ်လက်မဲ့ဖြစ်သွားလို့ပါအလုပ်သမားအပေါင်းအသင်းတွေကဒီမှာလူလိုတွေပြောလို့လာခဲ့တာနင်ဘာလုပ်တတ်လဲမုတ်ဖက်ထုတ်တာဂျုံနေတာဟင်းသီးဟင်းရွက်လှီးတာစီးကြောတာအားလုံးလုပ်တတ်ပါတယ်တယောက်တည်းတော့မနိုင်တော့ဘူးဒါပေမဲ့ယုံကြည်လို့ရပါမလားမနေ့ပြန်မနေ့4 နာရီမှအရင်ဆုံးလာပြီးစမ်းလုပ်ကြည့်ပါဦးကျေးဇူးတင်ပါတယ်အမကြီးသမီးတေချာပေါက်စူးစမ်းပါမယ်အရင်ဆုံးမုတ်ဖက်20လောက်ထုတ်ပြပါဦးကြည့်ရအောင်တမိနစ်ကို10နှစ်ခုတောင်ပြီးတဲ့အခွန်ကလည်းတအားပါတာပဲစက်ယုံထမင်းချက်ခန်းမှာ2 နှစ်လောက်လုပ်ခဲ့တာမို့လက်ရည်ကျနေတာပါအစာကိုကြက်တုပ်ပြီးအဝတ်ပိတ်ထားတာမို့အိုးထဲထည့်လည်းမပေါက်ပါဘူးအမကြီးသမီးလည်းလုပ်တတ်ပါတယ်သမီးကအတန်ကျဲတော့ဧည့်သည်တွေကိုနှုတ်ဆက်ဖို့သမီးတာဝန်ယူပါမယ်နင်ကလည်းတမဏိစက်ယုံကအလုပ်ဖြုတ်ခံလိုက်ရတာလားအလုပ်ဖြုတ်တာ6 လရှိပါပြီရတယ်ဒီနေ့နေဧည့်သည်တွေကိုဘယ်လိုနှုတ်ဆက်မလဲဆိုတာသမီးကြည့်ရအောင်အကိုကြီးဖြည်းဖြည်းစားပါဟင်းချုံမလောက်ရင်သမီးထပ်ဖြစ်ပေးမယ်နော်တယောက်ကလက်သွက်ပြီးတယောက်ကအပြောချိုတယ်တကယ်ကိုအတုံးတဲ့တာပဲအခုတော့လူအင်အားလုံလောက်သွားပြီအလုပ်တွေပြီးသွားပြီဆိုတော့ငါတို့စကားပြောရအောင်သမီးကနီးပညာထုတ်မယ်ဧည့်သည်တွေနဲ့အရင်နီးကိုတော့နင်တို့ကအင်အားစိုက်ထုတ်ပေးအမျက်ကို9 ပုံ 3 ပုံခွဲမယ်သမီးက9 ပုံယူပြီးနင်တို့2 ယောက်ပေါင်း3 ပုံယူရတယ်စက်ယုံမှာထက်3 ပုံ 1 ပုံပိုတာတဲ့လူ2 ယောက်ခွဲရတာပဲအိမ်မှာထိုင်ပြီးအသေးခံနေရတာထက်အများကြီးပိုကောင်းတာပေါ့စရင်စာအုပ်ကိုနေ့တိုင်းအိတ်ဖွင့်ပြမယ်ဘယ်လောက်ရလဲဆိုတာအလင်းပြပြပဲလောက်ကြတာပေါ့အမကြီးရေကျမတို့အိမ်အစ်စ်ကလှုပ်ထားတဲ့တခွားတီးတုပ်လေးမြည်စမ်းကြည့်ပါဦးတသိန်းခွဲကနေ2 ဆဖြစ်သွားပြီလူ3 ယောက်ဆိုတော့နောက်ဆုံးတော့1 ယောက်တည်းရုန်းကန်နေရတာမဟုတ်တော့ဘူးပေါ့မနေ့ကမုတ်ဖက်လေးခွက်စာပတ်စံလိုနေတယ်အရင်ဆုံးအတံမထွက်ပဲအခြေအနေကိုစောင့်ကြည့်လိုက်အောင်မယ်အမသမီးကလေးကိုခေါ်လာတယ်အမြန်မြည်စမ်းကြည့်ပါဦးကိုလူတွေပဲပတ်စံမပေးရပါဘူးတေချာပေါက်သူဖြစ်နေတာပဲဒီစီကန်းကိုတော့တေချာပေါက်တတ်မှတ်ရမယ်ရှို့အော်မနေ့ကလိုနေတဲ့လေးခွက်စာကိုသမီးမမေးခဲ့ဘူးဒီနေ့တော့သမီးမျက်မြင်ကိုတွေ့ပဲနော်မုတ်ဖက်နည်းနည်းလေးပဲဥစ္စာသမီးရဲ့ဝမ်းခွဲအမလာတာကိုပတ်စံကောက်ရမှာလားကိုယ်လန်ရဲ့ယောက်ျားကတစ်နှစ်ပတ်လုံးပတ်စံတပြားမှပို့မလာဘူးသူမလည်းသူမရဲ့သားကိုအလကားတစ်လုံးမှလာမစားခိုင်းဘူးလေဒီနေ့နင်ကအလကားကျွေးမနှက်ဖြန်သမီးကအလကားကျွေးရင်ဒီဆိုင်လေးပျက်စီးသွားလိမ့်မယ်သမီးအမပါနောင်ကြရင်ဒီလိုမဖြစ်စေရပါဘူးဒီနေ့ကစပြီးစရင်စာအုပ်ကိုနေ့တိုင်းအိတ်ဖွင့်ပြမယ်ဆွေမျိုးတွေလာစားရင်လည်းပုံမှန်ဈေးတိုင်းကောက်မယ်ဘသူကဖိတ်တဲ့သူကပတ်စံရှင်းရမယ်ရတယ်နောက်ကြရင်သမီးအဲ့ဒီမုတ်ဖက်ဖို့ပတ်စံပြန်ဖြစ်လိုက်ပါမယ်စီကန်းတက်မှတ်ပြီးရင်ရပါပြီနောက်ကြရင်ငါတို့3 ယောက်အတူတူတေချာစူးစမ်းကြတာပေါ့တေချာစူးစမ်းကြမယ်နောက်ကြရင်ငါတို့3 ယောက်ကမိသားစုတစ်ခုတည်းလိုပဲလူအင်အားစုမိပြီဆိုတော့မှစီးပွားရေးကရေရှည်ခံမှာရက်ကွက်ကနေနင့်ကိုတက်တန်းလုံးဟင်းခတ်မုံတွေတုံးနေဆိုပြီးလာတိုင်းတယ်မဖြစ်နိုင်တာသမီးအလုံးကိုတရားဝင်ကုံစုံဆိုင်ကပဲဝယ်တာပါမရုပ်ကောင်းမှလည်းပြဿနာရှိတယ်ချူရန်ကပေးတဲ့ဧကာလီဒီတစ်စိတ်ကိုသမီးတစ်ခါမှမဝယ်ဘူးပါဘူးသမီးပစ္စည်းမဟုတ်ပါဘူးဆိုင်ကို3 ရက်တိတိပေးရမယ်ဒဏ်ငွေ50ကျပ်ဆောင်ရမည်
ရဲဘော်ကြီးသမီးရဲ့ကုန်ပစ္စည်းဝယ်ယူတဲ့စည်ရင်းကိုကြည့်ပါဦးသမီးမှာပြေစာရှိပါတယ်ဒီပြေစာကဒီဟင်းခတ်မုံတွေနင့်ပစ္စည်းမဟုတ်ကြောင်းတက်တည်မပြနိုင်ဘူးဖြူစင်တက်ရှင်းပါတယ်ဆိုတာဘလို့တက်တည်ပြရမှာလဲရဲဘော်ကြီးနောက်တစ်ခါထပ်ပြီးစစ်ဆေးပေးလို့မရဘူးလားသမီးတို့တကယ်မတုံးထားပါဘူး3ရက်နေရင်ပြန်စစ်မယ်ဒဏ်ငွေကိုတော့ဒီနေ့ပဲဆောင်ရမယ်ငါကြက်ဆောင်မယ်ဒါကိုဘသူကလာထည့်သွားတာလဲချောင်းချမ်းဒီရက်ပိုင်းအတွင်းအပြင်လူတွေဝင်လာရှိလားရှုရှံကောနေမတ်မီလားသမီးကနေတိုင်းရှိမှာပဲဧည့်သည်တွေကိုနှုတ်ဆက်နေတာလေလားမသေးချဘူးအဟုတ်သားပဲအဖိုးကြီးဝန်ကိုသွားမေးလို့ရတယ်အဖိုးကြီးရဲ့ဒီရက်ပိုင်းညဘက်တွေမှာလူတယောက်ယောက်ကိုမြင်မိသေးလားမနေ့ကတကောင်ရံမှာငါအိမ်သာထားဖို့ထားတော့ကနေ့ရဲ့နောက်ပြတင်းပေါက်နာကနေလူရိတ်တစ်ခုဖျက်လျှောက်သွားတာမြင်လိုက်တယ်ဘလို့လူမျိုးလဲမျက်နှာကိုတေချာမြင်လိုက်လားမျက်နှာကိုတော့တေချာမမြင်လိုက်ဘူးအရက်ကတိတ်မမြင်ဘူးလမ်းလျှောက်တာကရိမ့်ထိုးနေတာပဲအရက်တောက်ထားတဲ့အတိုင်းပဲကြောက်စီရှင်းပဲဖြစ်ရမယ်အဖိုးကြီးရဲ့ကျေးဇူးတင်ပါတယ်သမီးစိတ်ထဲမှာအဖြစ်ရှိသွားပါပြီသမီးတက်တည်အဖြစ်လိုအပ်ရင်ပြောနော်အဖိုးကမျက်နှာကိုတေချာမမြင်ရတော့တက်တည်အဖြစ်သုံးလို့မရဘူးလေတက်တည်မရှိတော့ဒီအတိုင်းပဲရင်ဆုပ်ပြီးခံလိုက်ရုံပဲရှိတော့တယ်3ရက်နေရင်သမီးတေချာပေါက်ဆိုင်ကိုပြန်ဖွင့်မယ်3ရက်ဆိုတာခဏလေးပါဧည့်သည်တွေပြန်လာကြမှာပါဧည့်သည်ဆိုတာထိုင်ဆောင်နေလို့ရတာမဟုတ်ဘူးကိုယ်တိုင်သွားပြီးဆွဲဆောင်ရမှာဆိုင်ပြန်ဖွင့်တဲ့နေ့ကျရင်ဧည့်သည်တွေကိုဟင်းချိုတစ်ခွက်စီအလကားတိုက်မယ်အလကားဟုတ်လားဒါဆိုအရင်ကြီးဘလောက်တောင်စိုက်ထုတ်ရမှာလဲဟင်းချိုကိုမနှမျောမှလူတွေကိုပြန်ဆွဲဆောင်နိုင်မှာဟင်းချိုတဲ့ကိုကောကြည်တီးနဲ့ဖန်ခါးတီးတွေထည့်လိုက်မယ်ပုံမှန်ထက်ပိုမွေးသွားအောင်လို့ပေါ့ဒီအကြံတော်တော်ကောင်းတယ်နောက်ထပ်ကိစ္စတစ်ခုကနောက်ပြတင်းပေါက်ကိုတေချာပေါက်ပိတ်ဆို့ပြရမယ်မပိတ်ရင်နောက်တစ်ခါဘသူကပစ္စည်းတွေလာထည့်အောင်မလဲမသိဘူးဆရာကြီးလီကိုရှာပြီးတန်စကာကွင်းခိုင်းရမယ်ပြီးတော့ပါထက်ခတ်ရမယ်အမကြီးတန်စကာကိုသမီးတေချာခိုင်ခန့်အောင်လုပ်ပေးမယ်ဒီတစ်ချိန်တော့ပတ်စံတေချာပေါက်ယူရမယ်နော်အလကားတော့မလုပ်ပေးနိုင်တော့ဘူးမနှက်တင်တေချာပေါက်တက်ဆင်ပေးမယ်ဒီတစ်ခါတော့ဘသူမှလာပြီးဖောက်လို့မရတော့ဘူးဆိုင်3ရက်ပိတ်လိုက်ရတဲ့အတွက်အားလုံးကိုအားနာပါတယ်ဒီနေ့တော့အားလုံးကိုဟင်းချိုအလကားတိုက်ပါတယ်နော်ခောက်ဆွဲသည်အမကြီးသမီးအမကြီးကိုယုံနေအဲ့ဒီပစ္စည်းကတေချာပေါက်အမကြီးပစ္စည်းမဟုတ်ပါဘူးအကိုကြီးရဲ့ကျေးဇူးတင်ပါတယ်အမကြီးဒီနေ့ဟင်းချိုကိုမြည်စမ်းကြည့်ပါဦးပုံမှန်ထက်ပိုဖြစ်တယ်နော်ချောင်းကျန်းရည်ဧည့်သည်တွေအများကြီးပြန်လာကြပြီနော်အများကြီးပြန်လာတာဖြစ်ပေမဲ့10ယောက်ကျော်လောက်တော့ကြံသေးတယ်ယုံကြည်မှုပျက်စီးသွားဖို့ကလွယ်ပေမဲ့ပြန်တိဆောက်ဖို့ကတော့အားစိုက်ထုတ်မှု10ဆလောက်လိုတယ်ပတ်စံကိုပိုးပြီးမြ мян စုရမယ်ရှင်းနေငှားနိုင်တဲ့အထိစုရမယ်အဲ့ဒီနေ့ကျရင်ပေါ့ဒီနေရာကိုဘသူပဲဖြစ်ဖြစ်ရအောင်ယူနိုင်ရင်တော့ဘဝပြောင်းသွားပြီနင်ကခောက်ဆွဲသည်အမကြီးလားရှောက်မပြောနဲ့ဒီဆိုင်ကန်းကိုသမီးငှားခြင်းလို့ဒီမိမကကြည့်ရတာပိမ့်ပပလေးနဲ့တက်တီတော့တော်တော်ရှိတာပဲနင်ကလမ်းဘေးဈေးတဲ့တယောက်လေနေရွေရှိခံမခံဆိုတာသမီးဘလို့သိနိုင်မှာလဲသမီးလေးခွက်ကနေ150ခွက်အထိရောင်းရအောင်လုပ်ခဲ့တာတရက်မှမပြတ်ခဲ့ဘူးဟွန်းနင်ကတာ2လလောက်ရောင်းပြီးထွက်ပြေးသွားရင်ဆိုင်ကအလကားဖြစ်ကြံခဲ့မှာကိုဘသူကတာဝန်ယူမှာလဲဖူမန်လိုဆိုင်ကအပြင်လူချန်ကလည်းသဘောကျနေတာခွဲဆိုင်ဖွင့်ခြင်းလို့တဲ့ဒါပေမဲ့သူကဈေးကိုတအားနှိမ်လို့သမီးကောင်းမငိမ့်ခဲ့ဘူးနင်ကတကယ်လို့ချင်းရင်တော့6လစာဆိုင်ကန်းက2400ကိုတခါတည်းအပြတ်ပေးရမယ်ပြီးတော့နင်ကရေရှည်လောက်ကင်နိုင်တဲ့စွမ်းရည်ရှိကြောင်းလည်းတက်တည်ပြရမယ်လက်ထဲမှာအခု2000ကွက်တီပဲရှိတယ်400လိုနေသေးတယ်ဦးလေးဦးသမီးကို2ရက်လောက်အချိန်ပေးပါ2ရက်ဆိုရပါပြီ